네, 안녕하세요. 코리아 비따라 방산이야니마 버튼 듀버너 아베이탄 디 빠이네 야바비 디 베이탄 디 빠이네 마소이 디 제루가 순세루가 아이 탑비 리라메 소이နောက်ထပ်အတန်အတွက်လေးသုံးခုကိုထပ်လေ့လာရမယ်။ခတ်တက်ရဲ့၊ပါတက်ရဲ့၊ဓာတ်တက်ရဲ့ပေါ့နော်။အဲ့လိုလေ့လာတဲ့ခါကျရင်ဘာသတိထားရမလဲဆိုတော့ဒီဘက်မှာတကြည့်ကြတဲ့ခါမှာသူ့ရဲ့အတန်အနေထားလေးတွေကိုသတိထားရမယ်။ဘယ်လိုလဲဆိုရင်အရှိကဘချင်း1ဆိုတာနာဆိုရင်နာတန်ထွက်တယ်လာဆိုရင်လာတန်ထွက်တယ်မဆိုရင်မတန်ထွက်တယ်အဆိုရင်အတန်ထွက်တယ်ပေါ့နော်ကဲဘချင်း2ကကြအဲ့လိုမဟုတ်တော့ဘူးတဲ့သူကကြတော့ကအတန်ထွက်ပေါ့နော်ကအတန်ထွက်ဆိုရင်ကထွက်တာဟုတ်တယ်အဲ့ဒါကိုမှကနဲ့ခနဲ့ပါလာတာပေါ့အဲ့တော့အောက်မှာကအတတ်တက်ထားတယ်ဆိုရင်လည်းပဲကတန်ထွက်ကမယ်ခလောက်ထားလည်းပဲကတန်ထွက်ရမယ်ပေါ့နော်ကတန်ခတန်ထွက်လို့မရဘူးတဲ့အဲ့တော့ဘာနဲ့ဖသူတို့ကတော့ပတန်ထွက်တယ်ပတန်ထွက်တယ်ဆိုရင်လည်းပဲသူကပဆိုရင်လည်းပထဆိုလည်းပတန်ထွက်မယ်နောက်ဆုံးတန်ထွက်ကတော့ဓာအသက်ဓာတက်မှာဆိုရင်လည်းစကြချထဟဒါတွေအကုန်လုံးပါလာမှာပေါ့နော်ကဲအဲ့တော့အတန်ထွက်အဓိကဘာဖြစ်လဲဆိုအတန်ထွက်တွေပေါင်းနေတယ်ပေါ့အတန်ထွက်တွေပေါင်းနေတာကိုတစ်ချက်တိလာရမယ်။ပချင်းတူကတစ်ချက်တို့ဂတက်လေးကိုစပြီးလေးလာကြည့်ရအောင်ဂအသက်တော့ဂအသက်တန်ပြီးတော့ဘာတွေပါလဲကနဲ့ခပါပါနေတယ်ကကြီးအောက်မှာရေးထားလဲဂလို့ထွက်မယ်ခအောက်မှာရေးထားလဲဂလို့ထွက်မယ်ပေါ့နော်အဲ့ဒီတစ်ချက်ကြည့်ပြရပါမယ်ဒါဆိုရင်စကြည့်ကြည့်ရအောင်ဂာနာတာရဂါကိုဂတက်တဲ့ခါမှာဘလို့အတန်ထွက်မှာလဲဂလို့ထွက်မယ်ဂနာဒါရာဘလို့အတန်ထွက်မလဲဂနာဒါရာပြီးတော့မဘဆာအဲ့ဒီမှာကြည့်ဘာအောက်မှာကလေးကိုရေးပေးထားတယ်ပေါ့အများဆုံးကတော့သူ့ရဲ့အတန်ထွက်ကဂမို့လို့သူ့ရဲ့အောက်ကအသက်တန်ရလဲဂအများဆုံးသုံးတယ်ဒါပေမဲ့လို့ကနဲ့ခပါလာတတ်တယ်ပေါ့နော်အဲ့ဒီမှာဆိုလဲပဲကရေးထားရင်ဘကတမထွက်ဘူးဘဆိုပြီးတော့ဂတန်ထွက်မယ်နော်ဘစအာဂျာချာခါထာဖာဟာကဲတခါတော့ဆိုကြည့်အောင်ဂနာဒါရာမဘဆာအာဂျာချာခါဖာဟာကဲနော်အော်နေတော့မယ်ဂေါနောဒေါ်ရောကိုဂတတဲ့ခါကျရင်ဂေါဆိုတော့ဂေါနောဆိုတော့နောဒေါ်ဆိုတော့ဒေါရောrock got not dot rock ကဲပြန်ပြောကြည့်အောင် got not dot rock mock pot sock mock pot sock off job chalk off job chalk cock talk hawk cock talk hawk ကဲဦးနဲ့တော့မယ် go ဆိုတော့ got တန်ထွက်မယ် go no do rope go no do rope ပြီးတော့ mop hope soap op job choke op job choke cope top hope hope ကဲနောက် good noob do rook ကူဆိုတော့ good နူဆိုတော့ noob good noob do rook move book soup up ဆိုတော့ up juke chup up juke chup poop toop poop ကဲ ox ဆိုတဲ့တန်ပြီးပြီး ox ဆိုတဲ့တန်ပြီးပြီး op up ဒါပြီးတဲ့ခါမှာတန်တန်ထက်ကတိတ်တော့မရှိတော့ဘူးခါနဲ့နဲ့ပေါင်းတော့ good ကိုဂတန်ထက်တော့ good လို့ထွက်မယ် good ဘာနော်get သွားတယ်ဆိုတော့เนาะအဲ့လိုမျိုးတန်ထွက်နေတူတယ် good နုဆိုတော့ နု d ဆိုတော့ d good နု d ဂျူဆိုတော့ ဂျူချူဟူဆိုတော့ဟူကဲဤတန်ရောက်ပါပြီဂီဆိုတော့ဂီနိဒီမိဘိရှိဆိုတော့ရှိဣဂျိချိဖိဟိချာဆိုရင်ဂါတတန်အားလုံးပြီးသွားပြီပေါ့နော်ဂါတတန်ပြီးသွားပြီဒီပတ်ချင်းကိုတင်နေဆိုတာဒီဟာအားလုံးကိုအတန်ထွက်ကရေးပြီးတော့ချက်ကမယ်မဆိုလို့ဘူးเนาะအတန်အတွက်သဘောတရားနားလည်ရင်ရပါပြီဂါတတန်လေးတွေဖြစ်တယ်ဂါတတန်လေးကတော့ဂူအောက်မှာဂါတန်ရှိတော့ဘလို့တန်ထွက်လဲဆိုရင် group လို့ထွက်မယ်ပေါ့เนาะဂူဂါတဆိုတော့ group
ရင်းမဲ့ဆိုရင်ကနဲ့ဦးနဲ့ပေါင်းကူအောက်မှာကလေးထည့်လိုက်တော့ cook ဆိုတဲ့ဘက်ကစုပြုတ်ဖြစ်ပါတယ် cook စုပြုတ်ကူစုပြုတ်ပြီးသွားတဲ့အခါမှာထပ်ပြီးလေ့လာကြည့်ပါမယ် Okay ဒီစလုံးလေးကို star ပြထားမယ်အတန်ပြောင်းနေပေါ့ဘတ်ချက်နေတင်တဲ့အခါမှာလေတစ်ချက်လေးလာမှာတစ်ခုရှိသေးရဲ့အရှိမကြောင်ကိုခိုးရငီဆိုပြီးငါအတန်ထွက်ပြီးပြောသလိုမျိုးပဲတော့အောက်ကပတ်ချင်းပိတ်တန်ပြီးနဲ့ဘေးကပြီးနဲ့စင်တူနေအတန်ပေါင်းနေပေါ့နော်ဒီမှာကြည့်အောင်ဟာအောက်မှာကတရှိတော့ဟာကနဲ့ယူနဲ့ပေါင်းတော့ gyo ဒါပေမဲ့ဒီချေတို့ gyo လို့တန်မထွက်ဘူးဒီကနဲ့ဒီကနဲ့တွဲပြီးတော့ gyo စဲအတန်လေးထွက်သွားမယ်ဟုတ်ပြီနော်အတန်ထွက်ကိုပြောတာနော်အတန်ထွက်ကကနဲ့ပေါင်းကဆိုပြီးတော့ဒီလိုgyo လို့တန်ထွက်သွားမယ်학교 장 학교장ပြီးတော့မီးဖိုကျောင်းနောက်ဖေးမီးဖိုကျောင်း부엌ခတန်နေ buok အဲ့ခနေမထွက်နဲ့နော်ဂပဲထွက်မယ်နော် buok မထွက်နဲ့ပြောရင်စွန်စိမှားပြီးထွက်ပြီးသွားတယ်네 buok တငါးများချင်း낚시 학교장 부엌 미보장 낚시 가면진 ဒါပြီနော်ရေးမယ်ပြီးရင်နောက်တစ်ခုကြည့်ပါမယ်ဆိုရင်ဒီမှာစာအုပ်ခြားတဲ့အိမ်နဲ့ပေါင်းချေကတတ်ဆိုတော့ချက်စာအုပ်မိသားစုကာဂျိုကတဂျုခါဂျုမိသားစုကဲကျောင်းဆိုရင်학교မိဖို့ကျောင်း부엌ငါးမြချင်း낚시ကဲနောက်တစ်ခုဒီဘက်ကကြည့်အောင်ဒါကအတန်တွက်ကနဲ့ဂအတန်တွက်ဆိုရင်닥다ပူတိုက်တီဒါဆိုတဲ့ပြန်မြန်မာလို့ဆိုရင်ဒီပေါ့နော်ဆိုတော့မူရင်း main verb တွေပါနော်လုတ်ဒီသွားဒီလာဒီအဲ့လိုမျိုးပေါ့နော် 닥다ဆိုရင်ပူတိုက်တီဆိုတော့ဒီဘက်မှာပါရှိသေးလဲဆိုရင်ခတ်တက်လေးနဲ့ဒီမှာရှိရပါတော့အဲ့တော့တလုံးချင်းစီမှတ်ပါမယ် yak ဆိုတဲ့တလုံးပေါ့အဲ့တော့ yak ဆိုတဲ့တလုံးနဲ့ဆိုရင်ဆေးလို့တောင်းတယ်နော် yak ဆိုတာဆေးအဲ့တော့ဆေးဆိုင်ဆိုရင် yak국နော် yak국ဆေးဆိုင် yak ဆေး yak국ဆေးဆိုင်ဒီမှာတော့ဆေးဆိုင်လို့ပဲတုံးထားတာပေါ့နော် yak국 ဆိုပြီးတော့ဆေးဆိုင်ဟုတ်တယ် yak ဆိုတဲ့ဆေးလေးပါမှတ်ထားပြီးပါကဲအဲ့တော့ဘာကြံနေလဲဆိုရင်နောက်ဆက်တော့ဆိုင်တော့ဒီရှိသေးရပေါ့နော်ဒီမှာဟုတ်တယ်ဆက်တော့ဆိုင်ဆိုရင်ရှီကတက်ဆိုရှစ်ဒါငါတက်ဆိုဒန်ရှစ်တန်ဒေါင်းလို့ထွက်ဘူးတာတန်နည်းနည်းထွက်မယ်ရှစ်တန်ဆက်တော့ဆိုင်식당 사덕사이 사이즈 외공ဆိုရင် chair ကတချစ်စာဆိုတော့ 책상 size 외공ထမင်းစားစပွဲကိုဘယ်လိုပြောလဲဆိုရင် 식탁ဝဲကုန်ချင်းမတူဘူးเนาะ 책상 size ဝဲကုန် 시가 다 식탁 가다 탁 식탁ထမင်းစားစပွဲကုန် 책상 식탁 식탁เนาะ식탁လို့မဟုတ်ဘူးเนาะ 식탁ဒီမှာကြည့်အောင်နောက်တစ်ခုမှတ်စုစာအုပ်ဆိုရင် note ရဲ့ notebook ပေါ့နော်မှတ်စုစာအုပ်ဆိုရင် 공책စာအုပ်က 책မှတ်စုစာအုပ် 공책ထမင်းစားစပွဲကုန် sorry size စပွဲကုန် 책상ဟုတ်ပြီနော်ပတ်ချင်းရကြတော့ဘာနဲ့ဖောင်းပေါ့နော်အဲ့တော့ဒီထားမှာကလေဘာနဲ့ဖောင်းဆိုပေမဲ့ဒီကိုရီးယားမှာအတန်တက်ကပေါ့နော်ပအတန်ထွက်တယ်အဲ့တော့ပတတန်ဘာနဲ့တက်တာဆိုပေမဲ့ဖအတန် sorry ပအတန်ထွက်တယ်ဖနဲ့ဆိုလည်းပအတန်ထွက်တယ်လို့မှတ်ထားပေးပါနော်အများဆုံးအားဖြင့်တော့ပနဲ့ဒီမှာပေါ့နော်ရေးထားတာဒီအကုန်လုံးပကိုဦးစားပေးလုပ်ထားတယ်ပြီးတဲ့အခါကျတော့ဖလည်းရှိရပေါ့နော်ဒါပေမဲ့အတန်ထွက်ကတော့ပအတန်ထွက်တာပိုပြီးကောင်းတယ်အဲ့တော့အတန်ထွက်တဲ့တစ်ချက်လောက်ကြည့်ကြရအောင်ခါနာဒါရဆိုရင်ခါကိုဘာတန်နဲ့တလိုက်ပဲပေါ့နော် cup တော့ cup ဆိုရင်တော့ပတ်တန်လို့ပြောရဲဆိုတော့လေဆိုရင်ခါဆိုရင်ပေါ့နော် cap တို့ nap တို့အဲ့လိုမျိုးထည့်ရအောင်နော်သူကကြတော့လေဘယ်လိုထည့်ရမလဲဆိုတော့ခါဆိုရင်တော့ခါပတ်တက်ဆိုပြီးတော့ထည့်ရမယ်နော်ခါဆိုတော့ cup
nạp tháp rập để nó khó là kháp nạp tháp rập và bị nó kháp nạp tháp rập cái số gì ạ map tháp sạp map tháp sạp áp cháp chạp kháp tháp tháp hạp và bị nó rồi cái đồ biểu này ba giao đặt đặt bẹt đồ phao thuốc đặt đặt bẹt đồ đồမျိုးထွက်ရမယ်တမ်းမဟုတ်နော်တန်လေးကိုထွက်ရပါမယ်ဆိုရင်နောက်တစ်ခုသွားကြည့်ကြအောင်ကောနောတော်တော့ကိုဆိုရင်ကောဆိုရင် khop knob hop rock ကောဆိုတော့ထားနဲ့တတ်ထားတယ်ပတန်ထွက်မယ် khop knob top rock ပြီးတော့ mop pop stop off job top cop top pop hop ကဲနောက်တစ်ခု o ပေါ့နော် o ဆိုရင် go no do rope အဲ့တော့ go ဆိုရင် go ပါဆိုတော့ go ကလုံးလေးချောင်းရင် go ပြီးတော့ပတ်သက်လေးတက်လိုက်ပဲနော် go no do rope mo ho so o jo cho o jo cho ho to ho 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 ဆိုတော့ ho ဟုတ်ပြီနော်လုံးတင်ချောင်းရဲ့အတန်ထွက်လေးနဲ့ပတ်သက်လေးကိုတက်လိုက်ပါမယ်နော်စိန်တော့ u တန်ထွက် gu ဆိုရင် gu lu ဆိုတော့ lu tu ru gu lu tu ru mu hu su u ju ju hu tu ဒီနှလုံးမပေါင်းဆိုတာကအတန်ထွက်သိမ့်မရှိလို့ပေါ့နော်โอเคဒါပြန်ပြောပါမယ်R နဲ့ဆိုရင် R ဘလို့ထွက်တယ် O နဲ့ဆိုရင် O ဘလို့ထွက်တယ် O ဆိုရင် O ဆိုရင်တော့ U ပေါ့နော် U ဘလို့ထွက်မယ်နော်ဒီမှာဆိုရပြီဆိုရင်ဒီမှာဘလို့တန်ထွက်ရမလဲဆိုရင် g နဲ့的ရှိရမလား g ဆိုရင် g အဲ့ g ပတ်တာဆိုရင် g ကသွားတယ်ပေါ့နော်အဲ့ g အဲ့တန်ထွက်နဲ့လည်းထွက်လို့ရတယ် g နဲ့的ရ g နဲ့的ရဒီအခါမှာတော့ b ဆိုတော့ b စဆိုတော့စဒီစလုံးလေးကကျဲတို့ဘလို့ပုံစံမျိုးလေးလဲဆိုရင်လေဒီစလုံးလေးရပါတယ်ကိုရီးယားစာစကားပြောမှာခဏခဏပါတယ်고맙습니다အဲ့လို씁니다နော်씁니다လို့တန်ထွက်မယ်ဆိုရင်ဒီစအတန်ထွက်လေးပေါ့နော်စဆိုစဒီပြောကြည့်ပါမယ်ကနတရဘစပဂျချခထဖဖဒီနောက် e တော့ပါမယ် e ဆိုရင်တော့ g ဆိုရင် g ဖတ်တဲ့ပတန်ထွက်မယ် g နီဆိုတော့ နီ d ဆိုတော့ deep ri ဆိုတော့ rip keep need keep rip keep need keep rip နော် g ဆိုတော့ keep လို့ထွက်မယ်နော် b ဆိုတော့ sorry me ဆိုတော့ meep me meep b beep she ဆိုတော့ ship ship လို့ထွက်မယ်နော် she ဆိုတော့ ship e ဆိုတော့ eep အားလုံးဒီဆန်က e ပတ်သက် eep jeep chip keep keep peep heap ကဲအတန်တန်လေးတွေကိုကိုစစ်ချင်တယ်ဆိုရင်တို့စလို့ရတယ်ပေါ့နော်ကာအားကာပါလဲဆိုရင်ခါခါခေါ်ခေါ်ကိုခုကူကူကကဂီဂီဟုတ်ပြီနော်ဒါလေးတစ်ခါလောက် report ဆိုရင်ပြန်ပြီးတော့ပေါ့နော် reback လေးနဲ့ကြည့်ပြီးတော့အတန်တန်လေးကိုမှန်အောင်လေ့ကျင့်ပေးပါတော့ e အောက်မှာပါလေးရှိရနော်အဲ့တော့ဒီစလုံးလေးဖြစ်ပါတယ်အဝိုင်းလေးနဲ့ဝိုင်းပြမယ်ဆိုရင် okay ဒီစလုံးလေးပေါ့ဒီစလုံးလေးကိုရေးမယ်ဆိုရင်ကိုရီးယားလိုမျိုး e နော် e လို့ရေးလိုက်မယ် e အောက်မှာဘာလေးထည့်လိုက်မယ် e အောက်မှာဘာထည့်တယ်သူ့ကိုဘယ်လိုတန်ထည့်ရမလဲပါတန်ထည့်ရမယ်ပေါ့နော် eve ဆိုတာပါဇက်နော်နှခမ်းမဟုတ်ဘူး eve ပါဇက်ကဲဟုတ်ပြီ eve ပါဇက်နောက်တစ်ခုကြည့်အောင်ဒါကပါသက်တွေပဲပြောသွားမယ်နော် eve ပါဇက်ပြီးရင်
ကဲဒီမှာနှလုံးရှိရနော်ပထမဆုံးတစ်လုံးကကြတော့အိမ်ပထမဆုံးတစ်လုံးအိမ်ကိုဘယ်လိုပြောလဲ G အောက်မှာဘာတက်လေးရှိတယ် Jeep အိဗေကအိမ် Jeep အိမ်စုအောက်မှာဖလေးရှိတယ်ပါတန်ထွက်မယ် soup soup Jeep အိမ် soup တော့အုပ် Jeep အိမ် soup တော့အုပ်ကဲနောက်ထပ်ရှိကြည့်အောင် G ဆိုတော့ Jeep ဒီမှာတော့ထမင်းကိုဘယ်လိုတန်ထွက်လဲဘာဆိုတော့ pop ထမင်းနော် pop ထမင်းအဲ့တော့မှကိုကစစကပြောချင်များတော့ pop တဲ့ဖအတန်ပူပြီးထွက်တယ်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလည်းမမအောင်ပေါ့မှန်တယ်ဒါပေမဲ့မင်းတို့ကဘာအတန်ဆို pop နော်တရားထပ်ပေးမယ်နော် pop ဆိုပတ်စံအိတ်ကိုဘယ်လိုပြောလဲ G cup ချီကရေးလိုက်ရအောင် pop ထမင်းချီကပတ်စံအိတ်ဒီမှာခုနကတအုပ်ရှိရပေါ့နော် soup တအုပ်နောက်တစ်ခုဒီမှာကျတော့ e အောက်မှာဖတက်လေးရှိတဲ့အတန်တက်ကဘယ်လိုလဲဆိုရင် if အဲ့ဆိုရင်ခုနကစန်းစိတို့ပြောတယ်ပေါ့နော်ပါဇက်နဲ့တူတူပဲအတန်ထက်ကကြည့်အောင် e အောက်မှာဘာလေးရှိတယ်ဆိုရင် if ဆိုပြီးတော့ပါဇက်ဆိုပြီးအတိတ်ပဲဖြစ်တယ် e အောက်မှာဖရှိ if ဆိုပြီးတော့တိတ်ရွက်ဖြစ်တယ်အဲ့တော့ဒီ if ကတိရွက်လားပါဇက်လားဆိုတာမသိဘူးပေါ့နော်အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုရင်စာကြောင်းပေါ်မူတည်ရပေါ့နော်အောက်မှာဖရှိအောက်မှာဖရှိရဒီလိုမျိုးမှတ်ထားပေးရမယ်ဟုတ်ပြီနော် e အောက်မှာဖဆိုရင် if တိရွက်နောက်တစ်ခါကျတော့အရှိနော်အကိုရဲ့အရှိကိုဆိုရင် r အောက်မှာဖလေးရှိတဲ့ up အရှိ up ဆိုတော့အရှိကဲ up အရှိပြီးနောက်တစ်ခုကကြတော့ဖိတ်ထားပြီးပြီဒီဘက်မှာကြည့်ကြည့်ရအောင်ဒီဘက်မှာကြတော့ဘာတက်တယ်မရှိတော့ဘူးနဲ့တူပါတယ်โอเคဒါပဲเนาะကဲဆိုအဲ့ဒါပဲမှတ်လိုက်ရအောင်ဒီမှာတူညီတဲ့စလုံးတွေမှာတော့ဘာမှမပါဘူးပေါ့အဲ့ဒါဆိုရင်ကဲအဲ့တော့စလုံးလေးပြန်ပြီးတော့ဖတ်ပြီးတော့မိနစ်လေးရတော့ဒီပိုင်းတလောက်ပါပဲအခုပေါ့နော်ပတ်ချင်းနောက်ဆုံးအတန်လေးဖြစ်တယ်ဒါအတန်ထွက်လေးရောက်ရှိလို့လာပါပြီအဲ့တော့ဒီတာအတန်ထွက်မှာစုံစမ်းထူးခြားတာပြပြမယ်ပေါ့နော်သူ့ရဲ့အတန်ထွက်ကလည်းဒါဟုတ်ပြီနော်သူကအသက်တန်လေးအရမ်းများသွားပြီရှိသမျှပြီးတဲ့အကုန်လုံးဒါတို့စတို့ကြာချထဟအောက်မှာအကုန်လုံးပါလိမ့်မယ်ဒါပေမဲ့လို့အတန်ထွက်ကတော့ဒါအတန်နဲ့ပဲထွက်ရမယ်အဲ့ဒီခါကျတော့လေဘယ်လိုမှတ်ရမလဲဆိုရင်ဒီချဲတော့ကလေပတ်ချင်းတူးမှာသူ့ရဲ့ချွင်းချက်ကဂတ်တဲ့ရဲ့နောက်ပတ်သက်ရဲ့နောက်တားတဲ့အဲ့သုံးခုကအသက်တန်အတွက်ကိုကောင်းကောင်းနားလည်နေပြီဒါပေမဲ့လို့သူ့ရဲ့အောက်မှာဘယ်လိုစလုံးတွေဘယ်လိုဘီးတွေရေးထားလဲဆိုတာပဲတစ်ချက်မှတ်ရမယ်ပေါ့နော်ဥပမာပြပြမယ်တော့ကအောက်မှာဘာလေးရှိလဲဆိုတော့ထလေးရှိရပေါ့နော်ကထတဲ့အတန်ထွက်ကတော့တာအတန်ထွက်ရမယ်အဲ့ဒါအော်တိုသဘောပေါက်ပြီးသွားပြီအဲ့တော့အတန်တက်ကိုအဓိကမထားဘဲနဲ့မိနစ်နဲ့ကြက်တဲ့အခါမှာဆိုရင်လည်းအောက်မှာဘာစလုံးကို तू ကအတတ်ထားရလဲဆိုတာကိုအပိတ်ပြီးအနေနဲ့တုံးထားရလဲဆိုတာကိုသိမှဖြစ်မယ်ပေါ့နော်။ဒါမိနစ်ကြက်တဲ့အခါမှာပချင်းတူရဲ့ချင်းချက်ကအဲ့ဒါဖြစ်ပါတယ်။ပချင်းဝါကျတော့လွယ်တယ်ပေါ့နော်။အတန်ထွက်လဲဒါပဲသူ့ရဲ့အောက်ကဟာလဲဒါပဲဆိုတော့အတန်တူပဲပေါ့နော်။ကဲဒါဆိုရင်ဒီမှာကြည့်ကြည့်အောင်။တော့ဒါဆိုရင် तू ကအောက်မှာထလေးနဲ့ရှိရဲ။သူ့ရဲ့အဓိပ္ပာယ်ကတော့တူညီခြင်းပေါ့နော်။အဲ့တော့ဒီချက်ကိုပြောကြရဲဘတ်ချင်းတွေရတယ်ဒါဆိုရင်ဂါအောက်မှာထရှိတာတို့ဂါအောက်မှာပေါ့နော်စလာမယ်ကြလာမယ်အဲ့လိုမျိုးရှိတာတို့ဆိုရင်သူတို့အဓိပ္ပာယ်ကြီးတူလားပေါ့အတန်တက်တူတယ်အတန်တက်တူတယ်အဓိပ္ပာယ်တူလားဆိုတော့အဓိပ္ပာယ်မတူဘူးအတန်တက်ပဲတူတာအဓိပ္ပာယ်လွဲတယ်ဒီအောက်ကစလုံးလေးတွေကပြောင်းသွားရင်အဓိပ္ပာယ်လေးအော်တိုလွဲသွားတယ်မင်းတို့မီးနည်းနေကြရင်သိရလိမ့်မယ်ပေါ့နော်ဒါဆိုရင်ကြည့်ကြည့်အောင်ဂါဆိုတော့ထတနဲ့တထားတယ်ဒါတန်ထွက်မယ်ခတ်အဲ့တော့ cut အောက်ကမြင့်အတန်နဲ့တူတယ်နော် cut အောက်ကမြင့်ဆိုရင် cut လို့ထွက်ကြတယ်မလားအဲ့မှာဓာအတန်လေးကိုတက်လိုက်ရုံပဲပေါ့နော် cut နာဆိုရင်နော် nat dat rat အောက်ကအသက်တန်လေးလုံးဝမကြည့်နဲ့နော်သူကမျိုးမျိုးပြောင်းပါ cut nat dat rat cut nat dat rat mat pat sat mat pat sat at chat chat at chat chat hat 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 ကဲမင်းတို့အတွက်အရင်စိမ့်သက်နေရဲဆိုရင်တချို့ကလေးတွေကအသက်တန်အားနေရဲဆိုတော့တို့မြန်မာလိုလေးဥပမာရေးပြမယ်အကျဲမြန်မာလိုအတန်တော့မရေးတာပေါ့နော်မြန်မာအတန်ယူအားကိုးရမှာဆိုလို့ဒီမှာကြည့်ကြည့်အောင်ကဆိုတော့ကအားကလို့တန်ထပ်ဟုတ်နော်ဟုတ်မှန်တော့မှန်ပါတယ်မမဘူးကတက်ကကြတော့ဘယ်လိုထပ်လဲဆိုရင်ခုနကတက်ကကြတော့ဒီလိုမျိုးပါနော်ကဒါတော့ sorry God
art လို့ထွက်တာနဲ့ god လို့ထွက်တာနဲ့မတူဘူးเนาะ god တက်နဲ့ဓာတ်တက်ကအတန်တက်တူရယ်ဆိုပြီးပြောကြအမှန်တော့မတူဘူးဟိုကောင်ကကြတော့ card 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 ဓာတ်တက်ကကြတော့ card card အဲ့လိုမျိုးလေးထွက်မယ်เนาะကဲဆိုပြီးဒါပြန်ပြီးပြောပြတာတေးချလေးပေါ့เนาะရောနေမှာဆိုတော့ပြန်ပြောမယ်ကအတန်တက်ကိုအဓိကရှင်းပြတာเนาะ card nut dart rat mud part sat art ဂျာချတ်ထတ်ဖတ်ဟတ်အဲ့တော့အောက်မှာဒီဟာတွေကအသက်တန်တွေကမတူဘူးဟာတွေဖြစ်လိုက်စတွေဖြစ်လိုက်ဟာတန်တက်ကြီးထွက်ရမလားဆိုရင်ထွက်လို့မရဘူးစလည်းပဲထွက်လို့မရဘူးကြတို့ထတို့ထွက်လို့မရဘူး only dot ပဲထွက်မယ်ဟုတ်ပြီနော်ဘောနောတော့အတန်တက်ကိုအဓိကကြည့်မယ် got not dot rot mod pot sot odd jot chot caught hot hot ဟုတ်ပြီနော်အဲ့တော့ O သွားမယ် O ရဲ့တန်ထက်ကကြတော့ ကိုဆိုရင်ဓာတ်တန်လေးနဲ့ဆိုရင် code code no ဆိုရင်ဟာတန်ထွက်နဲ့ဆိုရင်ဓာတ်တန်ထွက်မယ်နော် note dot ပြီးမိုးအောက်မှာစလေးရှိတယ်ဓာတ်တန်ထွက်မယ် mode mode soup O အောက်မှာစ oat ဂျိုအောက်မှာဟဂျိုးချိုအောက်မှာစချိုးကူဆို good move mood boot suit U အောက်မှာစတဲ့ဆိုတော့ oot ချူဆိုတော့ shoot ဒါ good good အောက်မှာစဆိုတော့ good အင်္ဂလိပ်အတန်ထွက် GOOD good အဲ့ဒီတန်တဲ့ပုံစံနဲ့နော် good nut နာ earth hurt hurt နာ is a get need meet beat eat heat ကဲတချို့တော့စလုံးတွေဘာလို့မပါလဲဆိုတော့ဆရာမထည့်ထားတာအဲ့ဆိုအတန်တက်တွေကအများကြီးပဲပေါ့နော်အများများတော့အကုန်လုံးပြောင်းပြီးတော့ထည့်ထားတယ်သူ့ရဲ့အားနည်းချက်ကလေဓာတ်တက်ကကြတော့လေဒါအပြင်ကိုစတွေကြတွေချတွေကလေလုံးဝသေချာသုံးတယ်မရှိမှာဓာတ်တက်ဆိုရင်ခါကိုတော်တော်များများသုံးတယ်ပေါ့နော်ဒါပေမဲ့သူကတော့ခါတော့နည်းနည်းပဲပါတာဒါပေမဲ့ဒီမှာကကြတော့အကုန်လုံးပေါ့နော်ဓာတ်တက်တန်ဓာတ်ထက်တို့စတို့ပါတော့အကုန်လုံးပို့ပြီးတော့သုံးတယ်အဲဆိုရင်ဟုတ်ပြီအဲ့ဒါလေးကိုအတန်တက်လေးတစ်ခါလုပ်မယ်ဒီနေ့ကြရင်သေချာကြည့်မယ်နော်ဒါအတန်တက်လေးပဲမှတ်ရုံပဲနော်네, 안녕하십니까. 자, 선생님도 디리카우터 다달리 비어라이 봐. 너 다다 쓰면은 뚜마 아마 비리 냐지 바위네. 게 다이지지야. 또의 나 아마 자리시라고 not လို့ထွက်မယ်ပေါ့နော် not not ဆိုတဲ့ဘေကတော့ day ပေါ့ နေပေါ့နေဘက်နော် not ဆိုတာ နေဘက်နောက်တစ်ခုကကြတော့ o ပေါ့နော်ဒါ o ရေးလိုက်မယ် o အောက်မှာစတက်လေးထည့်မယ်ဆိုရင် oat လို့ထွက်မယ်နော် oat away not နေဘက် oat awayကဲနောက်တစ်ခုတော့ကြည့်ကြအောင် not neighbor oat away ကဲဒီမှာမမလူပေါ့နော် topoki တိုးဆိုတာတက်ဆို topoki နော် topoki မဟုတ်နော်ကဲ topoki မမလူတဘာအောက်မှာထလေးရှိတဲ့ pot လို့ထွက်ပေးမယ် bot ဆိုတာလေခွင်းရာခွင်းနောက်ဒီမှာဟာကဲဆရာမတို့စကြည့်ပါကိုရီးယားစာတင်တော့ကဂါနာတရမှာဘာစာမတင်ခဲ့ရသေးဘူးပေါ့နော်သူ့မှာအရင်ဆုံးဘာရှိနာမည်တွေကိုစတင်ရတယ်ဒါပေမဲ့အဲ့နာမည်တွေကအရေးမပါဘူးဘာမှလည်းတိတ်ပြီးသုံးကြတာမရှိဘူးပေါ့မြန်မာပြည်မှာဆိုရင်ကာကြီးခါကွေးတင်တယ်လို့မျိုးပဲပြီးတော့မှကခကကငါဆိုပြီးဖြစ်သွားတာကဲအဲ့ခါကျတော့အဲ့ဒါတွေကိုစနေတော့ဖြုတ်ချခဲ့တယ်ပေါ့နော် online class တွေဖြစ်တာကြောင့်မလို့ပါအဲ့တော့ hi နာမည်ကဘာလဲဆိုရင်တော့ he it ပဲဖြစ်ပါတယ်တဲ့မှတ်လိုက်ရအောင်နော် ha နာမည် he နာမည် he ကဲနောက်အဝစ်ခုနကပြောတဲ့ o အောက်မှာစတက်လေးထည့်မယ် oat အဝစ်နောက်တစ်ခုဒီမှာဒါနဲ့စုံနေပေါ့နော်ဒါလေးကတော့ရှိသည်ဆိုတဲ့အိဗယ်လေးပါ ita ရှိသည် ita ရှိသည်ita ရှိသည်အောက်မှာဘာရှိလဲဆိုရင်နောက်နေဘက်ခုနပါပြီး not နေဘက်ဒီပန်းကိုဘယ်လိုသုံးလဲဆိုရင်ကိုအောက်မှာချကိုဓာတ်တန်ထွက်မယ်ဆိုရင်ကိုနော်ကိုတို့ပဲထွက်မယ်နော်ချတန်နေမထွက်ရဘူးနော်ကိုပန်းဒီမှာဘာကြသေးလဲဆိုရင်ဒီဘက်မှာကtopoki မှာမလို့ရှိတယ်ဒီမှာအတန်ထွက်ပေါင်းမယ်ဖတ်တာမဟုတ်ပဲနဲ့တာလို့ထွက်မယ်နော်ဖတ်တာယူဒီနောက်ခေါ်တာလမ်းလျှောက်သည်နော်ဖတ်တာခေါ်တာတာလို့ထွက်မယ်ပြီးတော့ b မြန်မာလိုက b ကိုရီးယားလိုဆိုရင် beat လို့ထွက်မယ်နော် beat
ဆိုတော့နေဘက်က not နေဘက်အဝတ်ဆိုရင် old အဝတ်ဒီပန်းဆိုရင်ဘယ်လိုပြောမလဲကိုချတတ်ဆိုတော့ကိုလို့ဖတ်မယ်နော်ကိုဆိုတာပန်းပြီးဆိုအောက်မှာထားတတ်လေးရှိရဲ့ suit ဆိုတာအိုးကဲမှာထမင်းအိုးဆိုရင်ဒီထဲတော့ pop suit လို့ခေါ်ရပါနော် pop suit pop ဆိုထားတတ် suit pop suit ထမင်းအိုးအဲ့တော့ဒီ suit ကအိုးလို့မှတ်လိုက်ပါနောက်တစ်ခုကကျတော့တူညီဒီခါအောက်မှာထားတတ် kata တူညီဒီ kata တူညီဒီနော် kata ဒီမှာဆိုရင်ညီဒီတူဒီစက်တိတ်ပဲပေါ့နော်ကဲနောက်ထပ်ဘယ်စလုံးလေးရှိအောင်မလဲဆိုတာကြည့်ကြည့်အောင်အဲ့ဆိုကုတ်စာပန်းပေါ့ဒီမှာဆိုရင်ပန်းအိုးကိုဘယ်လိုတောင်းမလဲဆိုရင်ကုတ်ပြောင်းပေါ့နော်ပြောင်းဆိုတာပလင်းဒါပေမဲ့ဒီမှာအိုးဆိုရင်ဒီမှာပန်းအိုးကကြတော့ဘာလို့စွတ်မှာဆိုတော့သူကလေသူကျွေသူကပလင်းအိုးဖြစ်နေရပေါ့နော်ဟိုလိုမျိုးစားတဲ့အိုးမဟုတ်ဘဲနဲ့ဒီရိုးရိုးပလင်းအိုးဆိုတော့ပလင်းဆိုတဲ့ပြောင်းကိုယူထားတာနော်ကုတ်ပြောင်းပန်းအိုးကုတ်ပြောင်းပန်းအိုးပန်းထဲတဲ့အိုးပန်းထဲတဲ့ပလင်းနော်ပန်းအိုးကုတ်ပြောင်းဒီပါကြံသေးလဲဆိုတော့ကဲအိုးဆိုတာအဝိဘီလို့ဆိုရင်အိုးချန်းအဝိဘီလို့အိုးချန်းပြီးတဲ့ခါကျရင်ဘာရှိသေးလဲဆိုရင်ဒီမှာကုတ်ပြောင်းပန်းအိုးဒါပါပဲနော်ဘာမှမရှိတော့ပါဘူးအဲ့တော့မိနစ်လေးတစ်ခါကြည့်ပြီးတော့ဗတ်ချင်းတူပြီးတဲ့အခါမှာ grammar lesson လေးနဲ့တကူနောက်ထပ်အပတ်မှာပြန်တွေ့ကြပါမယ်ကတော့အညွန်